စာအုပ်ကြောင်းပြောမယ်ပေါ့ဒီစာအုပ်ကြောင်းကိုပြောမယ်ကျွန်တော်တို့ကအခုဘာတွေသုံးရလဲဆိုတော့ဒီဖုန်းတွေ tablet တွေ computer တွေပေါ့ဘာတွေပဲသုံး internet ရှိတယ်အဲ့လိုပြောမှာ internet ရှိတယ်ဆိုတော့ social media တွေသုံးတယ်ကိုယ့်အကြောင်းကိုတင်ပြတယ်သူများအကြောင်းကိုတင်ပြတယ်ခြားသောလူတွေရဲ့ဖြစ်စဉ်တွေကိုကျွန်တော်တို့ကနေတူတူနဲ့အများကိုသိထားတဲ့အရာကိုခြားလူတွေသိအောင်တင်ပြကြတယ်ရှိကိုအကြောင်းအရာကိုဖြစ်ကိုအပေါင်းအသင်းတွေရဲ့အကြောင်းအရာဖြစ်အလုပ်ကိုင်အကြောင်းအရာဖြစ်တင်ပြကြတယ်ရှိဒီလိုလုပ်ကြတယ်အဲ့တော့အဲ့လိုတင်ပြကြတဲ့အချိန်မှာကိုယ်စိတ်ထဲမှာထင်တဲ့ဟာကိုမှန်တယ်ထင်တဲ့ဟာကိုကဟုတ်တယ်လို့ထင်တဲ့ဟာဒါ right ပြောပိုင်လို့ဆိုတာလို့လည်းပြောကြအဲ့တော့အဲ့လိုပြောတဲ့အခါမှာကိုယ့်ဘက်ကတွေးရင်တော့မှန်တာရှိတော့ရှိမှာပေါ့ဒါပေမဲ့ကိုပြောလိုက်တဲ့စကားတစ်လုံးဆုံးသွားတဲ့နောက်မှာတခြားလူကိုဘယ်လောက်ထိနေပြီလဲဆိုတာကျွန်တော်တို့သိပြီးတော့သတိမထားဘူးအဲ့တော့ကိုကလူတယောက်ကိုကောင်းပါတယ်လို့ပြောလိုက်လို့ရှိရင်အဲ့ဒီကောင်းပါတယ်ဆိုတာရဲ့နောက်မှာအဲ့ဒီတယောက်ကိုကောင်းတယ်လို့ပြောရင်လည်းတစ်ဖက်ကိုဘယ်လောက်ထိနှိမ်မိနေပြီလဲဘယ်လောက်ထိမကောင်းဘူးလို့တက်ရောက်သွားစီပြီလဲဆိုတဲ့အကြောင်းလည်းရှိတယ်အဲ့ဒါဆိုရင်ကောင်းတဲ့လူတွေအကြောင်းကိုမပြောရဘူးလားအဲ့လိုဆိုလို့နေတာမဟုတ်ဘူးဒီဘက်ကိုအဲ့လိုကြီးမတက်ရောက်ခဲနဲ့ပြောလို့ရတဲ့စကားလုံးတွေရှိတယ်အဲ့ဒါမျိုးကိုအမြဲတမ်းစီဆက်တုံးတက်ပြီးတော့ပြောနိုင်တဲ့လူပြောပေးနိုင်တဲ့လူပြောနေတဲ့လူတွေကြတော့ယုံကြည်မှုရှိဘာလို့လဲဆိုတော့တစ်ဖက်ကိုထိုးနှက်လိုက်ပြီးတော့တစ်ဖက်ကိုကောင်းစေတယ်ဆိုတဲ့ကိစ္စကလည်းအမြဲတမ်းအမှန်တရားမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကအမြဲတမ်းလူတိုင်းဟာမှန်နေတယ်မှားနေတယ်လို့မရှိဘူးမှန်နေတဲ့လူကလည်းအဲ့ဒီအရှိန်နေအဲ့ဒီအရှိန်ကအဲ့နေရာမှာမှန်ကောင်းမှန်ပဲနောက်ရှုထောင့်တစ်ခုကကြည့်ရင်မှန်နေတယ်အဲ့လိုအရှိန်တွေဖြစ်တော့ကျွန်တော်တို့လိုချင်တာအတွက်ကျွန်တော်တို့ရဲ့မှန်တယ်လို့ထင်တဲ့အရာတွေကိုလူတွေကိုဖော်ပြဒီကိစ္စကိုလူတွေသိသွားရင်တော့ငါ့ကိုတော့ဘယ်လိုထင်တော့မှာပဲဆိုတဲ့အရာတွေကိုကျွန်တော်တို့ကဖုံးထားတယ်ဒါလည်းမှန်ပါတယ်ဘာလို့လဲဆိုတော့ကိုယ့်အကြောင်းမဟုတ်တာကိုသူများတွေ၆ပြောနေမှာမဟုတ်ဘူးဆိုတာမှန်အဲ့တော့အဲ့ဒီခါကျတော့ကိုယ့်ရဲ့ကောင်းကျိုးတွေကောင်းတာတွေပဲတင်ပြနေကြတယ်နောက်ဆုံးဘာဖြစ်လာလဲဆိုတော့ကိုယ့်ကိုသိကောင်းတဲ့လူလို့ထင်လာအဲ့လိုမျိုးပဲအဖွဲ့အစည်းကြီးအကြောင်းအရာနဲ့ပတ်သက်လို့လည်းကောင်းတယ်လို့ထင်တဲ့ဟာတွေကိုပဲရွေးတင်တယ်အဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့အဖွဲ့အစည်းတွေရဲ့မှားနေတဲ့ဟာတွေဖြစ်ပျက်နေတဲ့မတရားမတရားဖြစ်နေတဲ့ဟာတွေဟာအလိုလိုလေးနဲ့ဖုံးကွယ်ထားပြီးသားဖြစ်သွားဒီမှာဇလန်အစားဘာလဲဆိုတော့အဲ့ဒီအဖွဲ့အစည်းတွေဟာငါလှုပ်ရှင်တာလုပ်လို့ရတယ်ဘာလို့လဲဆိုတော့ငါဘာပဲလုပ်လို့ငါကောင်းတဲ့ဟာကိုပဲတင်ပြပြီးတော့ငါမဟုတ်တာလုပ်ထားတဲ့ဟာကိုသူတို့ကတင်ပြမှာမဟုတ်ဘူးဆိုတော့အတိသိလာတဲ့အချိန်မှာထိန်းရတင်းရအထိန်းကုန်မဲ့ပြီးတော့လှုပ်ရှင်တာလုပ်လာတော့တယ်ဆိုတော့အဖြစ်တွေပေါ့ဒါကဘာမှရှိဆိုတော့အဲ့ဒီအကြောင်းအရာတွေကိုစနစ်တကျတင်ပြပေးရတဲ့အလုပ်ကိုစာနယ်ဇင်းလောကပေါ့နော်သတင်းလောကဒါပေမဲ့အဲ့ဒီလိုမျိုးဆိုတာတော့မှကဘာကြီးမှာ lobbying လုပ်တဲ့ media တွေရှိတယ် lobbying လုပ်တဲ့သတင်းဌာနတွေရှိတယ်အဲ့ဒီသတင်းဌာနတွေကသူတို့ထင်တာပဲတင်တယ်သူတို့ဖြစ်စေချင်တာပဲတင်တယ်နိုင်ငံရေးလောကမှာလည်းဒီလိုပဲသူတို့ဖြစ်စေချင်တဲ့ပါတီတစ်ခုသူတို့ပြောချင်တဲ့နိုင်ငံရေးသမားတယောက်ရဲ့အကြောင်းအရာကိုပဲအဓိကထားပြီးပြောတယ်ကြံတာလေးအားလုံးပဲနိုင်ငံရေးအရလိုအပ်ချက်ရှိလာလို့ရှိရင်အဲ့ဒီလူကိုရွေးကောက်ပွဲတွေလိုဟာမျိုးဆိုအဲ့ဒီလူရဲ့နိုင်လို့စီတဲ့အကြောင်းအရာအတွက်ဖြစ်တယ်အဲ့ဒီလူရဲ့ကောင်းကျိုးတွေပဲပြောတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဟုတ်တယ်လေရွေးကောက်ပွဲဖြစ်တဲ့တင်ကြောင်မျိုးကောင်းကျိုးတွေပဲပြောရမှာပေါ့နောက်နိုင်ငံတွေမှာဆိုဒီမိုကရေစီနိုင်ငံအဲ့ဒီလိုမျိုးပြောရမယ်ဆိုတာလည်းမှန်တယ်ဒါပေမဲ့ဘာတွေရှန်ထားခဲ့လဲဆိုတော့သူ့ကိုနိုင်သူ့ရဲ့အပြစ်တွေပြောလိုက်လို့ရှိရင်ဒီလူဟာဒီနေရာမှာအရွေးချယ်ခံရနိုင်မှာမဟုတ်တော့ဘူးဆိုတဲ့အတွက်ကြောင့်မို့သူ့ရဲ့အပြစ်တွေကိုရှော်ပြီးခဲ့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့တဖြည်းဖြည်းကြာလာတဲ့အခါမှာအဲ့ဒီလူကအဲ့ဒီအပြစ်တွေဟာလုတ်ပိုင်ဝင်လို့ခံထားလာအဲ့ဒီမှာမှနောက်ဆက်တွဲပြဿနာတွေထပ်တက်အဲ့ခါကျတော့လူတွေကဒီစာနယ်ဇင်းတွေဒီဂျာနယ်တွေသတင်းတွေဌာနတွေရဲ့အကြောင်းအရာတွေကိုအစပိုင်းမှာတော့မသိဘူးဒီသတင်းတစ်ပုဒ်တင်လိုက်လို့ရှိရင်သူတို့တင်ပြတဲ့အတိုင်းမျိုးထင်ပေမဲ့နောက်မှပြန်ပြီးလေ့လာကြည့်လိုက်တဲ့ဟာဒီလိုမဟုတ်ဘူးဒီလိုပြောထားတာမဟုတ်ဘူးသူပြောတဲ့ဟာအပေါ်ရလေးပဲပြောထားတာနောက်ကရှိရပြောရမယ့်ဟာကိုဖုံးပြီးတော့ကြော်သွားတယ်ဆိုတာမျိုးသိလာတဲ့အချိန်မှာပထမသတင်းတစ်ပုဒ်နားထောင်တယ်သို့မဟုတ်သတင်းတစ်ပုဒ်ဖတ်တယ်ဖတ်ကြည့်တယ်အဲ့ဒီမှာလည်းအဲ့လိုလုပ်ထားတယ်နောက်တစ်ခုကျတော့အဲ့လိုလုပ်ထားရင်ကြာလာတော့သတင်းဌာနတွေကိုလူတွေကအယုံကြည်မဲ့လာလိုအပ်ချက်အရာဒါတွေကိုပြောနေရတယ်လို့သတင်းဌာနတွေကမြည်လို့ပဲအကြောင်းပြနေတာပေါ့လူတွေရဲ့ယုံကြည်မှုပြတ်လာတဖြည်းဖြည်းနဲ့ယုံကြည်မှုကျအဲ့ဒီလိုအဖြစ်မျိုးကျလာတဲ့အခါမှာအဲ့ဒီသတင်းဌာနတွေကိုမိခိုနေတဲ့အဖွဲ့အစည်းတွေကထပ်ပြီးတော့ဘုံလေးကကျသွားတယ်အဲကြောင့်အဲ့ဒါနဲ့ပတ်သက်တဲ့စာနယ်ဇင်းနဲ့ယုံကြည်မှုဆိုတဲ့လူလူစိတ်တွေ
ရေးတဲ့ဆောင်းပါးလေးတွေပေါ့နော်အဲ့တော့စာနယ်ဇင်းလောကနဲ့ရေးခဲ့တဲ့ဆောင်းပါးကြာပါပြီ2006ခုနဲ့ဝန်းကျင်လောက်ကလူလူစိန်ဝင်းရေးခဲ့တဲ့စာတွေကိုပြန်ပြီးစာအုပ်ရှိနေတယ်ကျွန်တော်လက်ထက်မှာရှိနေတာကြာပြီခုမှဖတ်ကြည့်တယ်ဒါပေမဲ့ပြန်ပြီးတော့ဆက်ဆက်တွေးကြည့်ပြီးတဲ့အခါကိုယ်တိုင်ကဖုန်းလေးသုံးတယ်internet မှာ social media သုံးတယ်အဲ့ဒီစာမျက်နှာတွေပေါ်မှာကိုရေးချင်တာရေးတယ်ကိုထင်တာကိုရေးလိုက်တယ်ကိုတွေးပြီးတာကိုရေးလိုက်တယ်အဲ့ဒီရဲ့သတင်းအချက်အလက်ပေးမှုပေါ်မှာလူတွေဘယ်နှယောက်ဆက်ပြီးထိခိုက်သွားလဲဆိုတာပြန်တွေးရမယ့်အခြေအနေရှိဒါတွေတွေးနေမှတော့ဘာလို့ရတော့မှလဲဆိုတော့ဟုတ်တယ်ဘာလို့ရတော့မှလဲလို့တွေးတဲ့လူကတက်တက်ရှိတယ်လို့တွေးပြီးတော့မှအတတ်နိုင်ဆုံး filter လုပ်ပြီးတော့မှအတတ်နိုင်ဆုံး short ချမယ်ဆိုတော့ဟာမျိုးလူတွေလည်းရှိကောင်းရှိနေတယ်အဲ့တော့ဒီစာအုပ်မှာရေးထားတဲ့လူလူစိန်ဝင်းရဲ့စာနယ်ဇင်းနဲ့ယုံကြည်မှုဆိုတဲ့စာအုပ်ကအဲ့ဒါတွေကိုပြောထားတာသတင်းဌာနတွေကအမြဲတမ်းသတင်းတွေကိုချိတမျှတိတိကျကျမလွဲမသွေတသွေမတိန်တင်ပြနိုင်တဲ့အလုံးစုံတရားရတိုင်းတော့မရှိဘူးပေါ့သို့တော့မှားယွင်းတာတွေရှိနိုင်တယ်အဲ့ဒီမှားယွင်းတဲ့အပေါ်မှာကျွန်တော်မှားသွားရင်မှားသွားပါလေဆိုတော့ကျွန်တော်တို့သတင်းဌာနမှားရင်မှားပါလေဆိုတော့ကြောင့်ရဲရဲဝံ့ပြန်လဲတောင်းမယ်ရဲရမယ်ဆိုတော့ယုံကြည်မှုတည်ဆောက်ဖို့လည်းလိုအပ်တဲ့ဟာမှားရင်မှားပါတယ်ပေါ့မှန်ရင်ဒါပေမဲ့လူတွေကဘယ်လိုဖြစ်လာလဲဆိုတော့အဲ့ဒါကသတင်းဌာနတွေလည်းမကြည့်တယ်အခုမီဒီယာတွေသုံးတယ်social media သုံးတဲ့အခါမှာ follower တွေများတဲ့လူတွေကမှားနေလိမ့်ကစားသူ့မှာ follower ပရိသတ်တွေများတဲ့ကြောင့်အဲ့ဒီ follower တွေနဲ့နေပြီးတော့အကုန်လုံးအပေါင်းပိုင်နဲ့နေပြီးတော့တစ်ဖက်ကထောက်ပြတဲ့လူတွေပေါ်မှာပြန်ပြီးတော့အမဲဖြစ်တယ်လို့ဝိုင်းလိုက်ကြအဲ့တော့ပြောချင်တာကများတဲ့လူကနိုင်ဆိုတဲ့ဥစ္စာနဲ့ဖြစ်သွားတော့တဖြည်းဖြည်းနဲ့နေပြီးတော့ဖြစ်ရှင်တာတွေဖြစ်လာတယ်တက်ပညာတစ်ခုနဲ့ပဲဆိုကြပါတော့ဈေးပညာအကြောင်းအရာနဲ့ပဲဆို engineer ပညာရေးနဲ့ပဲဆိုစာသင်ကြားရေးပညာနဲ့စီးပွားရေးနဲ့ပဲဆိုင်တာအဲ့လိုမျိုးပဲအဲ့ဒီနေရာမှာ selling ဖြစ်နေတဲ့လူတွေရဲ့စကားအတီးပဲအဲ့ဒီလူတွေရဲ့စကားပြောတဲ့ဟာဘာလို့လဲဆိုတော့ပြိတ္တတွေအများရှိတယ်သူပဲအတီးဆုံးလို့ဖြစ်နေတယ်အဲ့ဒီဟာကမဟုတ်ပါဘူးလို့ပုံမှန်ပညာရှင်တယောက်ကထောက်ပြရင်တော့မှလူတွေကလက်မခံကြဘူးအဲ့တော့အဲ့ဒီအခြေအနေတွေပေါ်မှာဘယ်လိုရှင်းမလဲဆိုတာစဉ်းစားစရာတွေအများကြီးပေါ်တာပေါ့နော်အဲ့တော့လူလူစိန်ဝင်းကကျောင်းဆရာလုပ်ခဲ့တယ်ဆိုတာနဲ့ဒီစာနယ်ဇင်းဆောင်းပါးတွေရေးတယ်ဆိုတာသူစာအုပ်တွေကိုတော့ဖတ်ဖူးပါတယ်ဒါပေမဲ့ဒီဟာကိုဖတ်ကြည့်ရတဲ့အခါမှာအင်မတန်သဘောကျတယ်ဆိုတော့ဒီစာအုပ်ထဲမှာမှန်တယ်မှားတယ်ဆိုတာကိုဘာမှရေးမထားဘူးဘယ်လိုအကြောင်းအရာမှန်တယ်ဘယ်လိုအကြောင်းအရာမှားတယ်လို့ပြောမထားဘူးအမေရိကန်နိုင်ငံရဲ့ဘယ်ခုနှစ်မှာတော့ဘယ်လိုသတင်းမျိုးကိုဘယ်သတင်းဌာနကတင်ပြလိုက်တဲ့အချိန်မှာဒီနေရာကတော့ဒီလိုမှားနေတယ်အဲ့ဒါကိုထောက်ပြတော့အဲ့ဒီသတင်းဌာနကဘယ်လိုပြန်လဲရှင်းပါတယ်ဒါမှမဟုတ်မှားသွားတဲ့ဥစ္စာကိုအမှားပြင်ဆင်ချက်ဘယ်လိုထည့်ပေးတယ်ဆိုတာလေးပါပြီးတော့သတင်းဌာနကဒါတွေကမှန်တယ်လို့ထင်လို့တခုခုကောင်းကျိုးကိုရည်ရွယ်ပြီးတော့လုပ်လိုက်တာမှန်တယ်ဒါပေမဲ့အဲ့ဒီကောင်းကျိုးဟာအဲ့ဒီသတင်းထဲမှာပါလာတဲ့လူတစ်ယောက်ရဲ့မိသားစုကိုဘယ်လောက်ထိခိုက်သွားစေတယ်ဆိုတဲ့အကြောင်းအရာတွေဒါဆိုရင်သတင်းတင်ပြသူကမှားတာလားဒီဘက်မှာရှိတဲ့ခံလိုက်ရတဲ့လူကနက်နာနေတာလားဆိုတဲ့မေးခွန်းတွေရှိတယ်အဲ့ဒီဥစ္စာတွေကိုဘယ်လိုဖြေရှင်းပေးမလဲပေါ့နော်အဲ့ဒါတွေကိုနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံထဲမှာမတူညီတဲ့ဥပဒေပြဋ္ဌာန်းချက်တွေရှိတယ်သတင်းတင်ပြချက်တွေသူ့နိုင်ငံရဲ့သူ့ policy နဲ့သူ့ဟာနဲ့သတ်မှတ်ထားတဲ့ဥပဒေတွေရှိတယ်အဲ့ဒီဥပဒေတွေနဲ့လျော်ညီစွာဘယ်လိုကြော်ဖြတ်နေကြလဲဆိုတာတော့ကိုယ့်အကိုသုံးသပ်ရမှာပေါ့နော်ဒါပေမဲ့ဒီစာအုပ်ဖတ်ကြည့်တဲ့အချိန်မှာစာရိုက်တော့လိုက်တော့မယ်ဆိုရင်ပြန်စဉ်းစားရတာနော်social media မှာစာလေးတော့အကြောင်းတင်တော့မယ်ဆိုရင်ဒီဖြစ်တဲ့ကတော့ဒီလိုပြောလိုက်လို့ရှိရင်ဒီလိုဖြစ်မှာလားထားပါတော့ဒီမှာရှိနေတဲ့အလုပ်သမားတွေလို့ပြောလိုက်တာလေအလုပ်သမားတွေဟာဘယ်လိုဖြစ်တာစိတ်တက်တွေကဘယ်လိုလို့ပြောလိုက်ပြီဆိုတာလေဒါဆိုရင်အဲ့ဒီထဲမှာအလုပ်သမားတွေဟာပြန်ပြခြင်းအဖြစ်အများစုကအဲ့လိုလို့တော့ပြောလိုက်လို့ဖြစ်ပြန်ဘူးဒီကောင်းနေတဲ့လူတွေကဘယ်လိုရှိဘူးဒါဆိုရင်ဘိုင်လေးတက်ပြီးတော့ပြောရမှာလားဆိုတာရှိတယ်ဒီလူတွေအလုပ်လုပ်တာဒီအမျိုးအစားတွေဒီ engineer တွေဒီကျောင်းဆရာတွေဒီဆရာဝန်တွေကလို့ပြောလိုက်လို့ရှိရင်အားလုံးကိုဘယ်လိုရှိနေရမ်းလိုက်တဲ့အချိန်မှာဒီဟာကိုဘယ်လိုရှင်းပါလဲဆိုတဲ့အကြောင်းအရာရှိအဲ့တော့ဒါကို social media ပဲတုံးဒါဟာသတင်းရေးရဲ့တာဝန်ဖြစ်တယ်တခုခုမကောင်းဘူးလို့ပြောလိုက်ပြီဆိုတာနဲ့နောက်ထပ်တက်ရောက်သွားစေနိုင်တယ်ဆိုတဲ့အကြောင်းအရာတွေကိုစဉ်းစားရတယ်ဆိုတော့ဒီသာဝဖတ်ရတဲ့တွေးပြီးနော်အဲကြောင့်ကိုယ်တိုင်လည်းပြောရတဲ့ဒီဟာတွေကိုရေးနေတယ်စာတွေကိုကိုသွားလာတဲ့အကြောင်းအရာတွေကိုရေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စဉ်းစားကြတစ်ခုရမယ်လို့ထင်ပါတယ်လူလူစိန်ကြီးရေးတဲ့စာနယ်ဇင်းနဲ့ယုံကြည်မှုပေါ့ယုံကြည်မှုတစ်ခုတိဆောက်ဖို့ဆိုတာအတတ်နိုင်ဆုံးအထီးခိုင်နေတဲ့အမှန်ကန်တဲ့တင်ပြချက်တွေကိုတင်ပြနိုင်မှာယုံကြည်မှုရပါဆွေးရှမ်းတာကိုကြားမှရှိပါ